Mercedes-Benz S450 S-Class ပေါ့ဗျာတေချာတာပေါ့အခုမိတ်ဆွေကကားထဲဝင်ရတော့မယ်မိတ်ဆွေလက်ထဲမှာစမက်ကီးတာပါရင်ဘာမှလုပ်စရာမလိုမိတ်ဆွေကိုအသင်းဆောင်နေရမို့တကားကိုအသာလေးဖွင့်ပြီးဝင်လိုက်အောင်ပါမိတ်ဆွေအပြင်ဘက်ကိုတေချာကြည့်ပြီးသွားရလား Okay စမယ်Philip လောက်ထားတဲ့အတွက်2019မတိုင်ခင်က model ထပ်ပို့ပြီးတော့ modern ဆန်သွားမယ် shade green မှာ developer စတိုင်းပြောင်းသွားပြီးတော့အထင်ရှားဆုံးကတော့ multi beam LED headlight ပါပဲ DRL ကို touch လို့ခေါ်တဲ့မြင်းသုံးချောင်းနဲ့ပုံဖော်ပေးထားလို့အဝေးကကြည့်ရတဲ့မိတ်ဆွေက S-Class စီးနေမှတမ်းပြီးသိနိုင်တယ်အနောက်ဖက်မှာတော့ premium စီဒန်တွေမှာပဲတွေ့နိုင်တဲ့ Stardust LED taillight ပါတယ်မီးအစင်းသုံးချောင်းကိုကွေးလေးပုံဖော်ထားပြီးအတွင်းဘက်မှာဖန်ပွင့်လေးလင်းလက်နေတယ်လို့မျိုးအင်မတန်မှောက်လှပနေရအောင်မိတ်ဆွေမြင်ရမှာပါမိတ်ဆွေဘွားမှာကားဆိုတာမျိုးကခီးသွမ်းအောင်တက်တက်ပဲလို့ထင်ခဲ့ဘူးရင်အဲ့ဒီအတွေ့အကြုံကိုခုကစပြီးတော့ထားရလိုက်တော့ကျွန်တော်တို့ဒီ Mercedes ကိုတက်တောင့်တက်တာနဲ့ဆက်ပြီးတော့လေ့လာလို့ရပြီဘာလို့လဲဆိုတော့မိတ်ဆွေက long wheel base configuration ဖြစ်လို့အနောက်ခန်းနေရကျယ်ဝန်းတဲ့အပြင်မှာ executive rare series ကြောင့်မလို့ first class လေယာဉ်ခန်းလိုမျိုးတက်တောင့်တက်တာလှည့်အိမ်နိုင်ပြီး privacy အပြည့်အဝပေးစွမ်းနိုင်တဲ့ S-Class ရဲ့အတွင်းခန်းတွေကိုရောက်နေမို့လို့လေပြီးတော့ M-Matic Air Suspension စနစ်ပါတော့မျိုးရင်းလားခီးဝေးလားညင်တတစမှုဖြစ်တဲ့စီးနှင်းမှုမျိုးကိုမိတ်ဆွေကြုံရအောင်ပါမိတ်ဆွေကခီးလန်းမှာရေးကြီးတဲ့ business ကိစ္စတွေကြုံလာခဲ့ရင်တော့အလဲက VIP Center console ကနေထွက်လာမယ် foreign table လေးပုံ laptop လေးကိုတင်ပြီးစမတ်ကြကြနဲ့ကြော်ဖြတ်လို့ရအောင်မယ်အနောက်ခန်းတီးတဲ့ TV screen နှလုံးနဲ့ remote နှစ်ခုပါပြီးတော့ hostel အနှိမ့်စနစ် Bumster surround sound နဲ့ကူးပေါင်းတို့ပေါင်းဆက်ထားလို့ luxury VIP cabin တစ်ခုရဲ့အမြင့်မားဆုံးစံသတ်မှတ်ချက်ကိုမိတ်ဆွေတွေ့ကြုံရအောင်ပါအနောက်ကနေရှေ့ကန်းကိုလှမ်းကြည့်လိုက်မယ်ဆိုရင်လည်းမိတ်ဆွေရဲ့လက်မနဲ့ပုတ်ဆွဲထိန်းချုပ်လို့ရတဲ့ touch control နဲ့ 12.3 inches ရှိတဲ့ screen နှစ်ခုကိုမှန်တစ်ချက်တည်းအောက်မှာပေါင်းဆက်ပေးထားတဲ့ dual display layout တွေကြောင့် instrument cluster ရော infotainment အတွက်ပါရှင်းလင်းပြတ်သားတဲ့မြင်ကွင်းကိုမိတ်ဆွေအခုမြင်နေရပြီပြီးတော့ steering မှာ gear still ထည့်ထားပေးတဲ့အတွက်ကြောင့်မလို့မိတ်ဆွေကိုယ်တိုင်ပဲမောင်းမလားမိတ်ဆွေရဲ့ driver ပဲမောင်းမလားလုံးဝ comfort ဖြစ်နေမှာသိကြတယ်ဒီထဲမှာပါတဲ့ feature စုံကိုထိုင်ပြောနေရင်မိတ်ဆွေနဲ့ကျွန်တော်တညအတူအိတ်နေရမှာမို့ဒီဗီဒီယိုပြီးတာနဲ့ဝေဇယနာလမ်းမပေါ်မြစ်တာလမ်းမီးပွိုင်းအနီးက The Less Auto Car Showroom မှာကိုယ်တိုင်သွားပြီးတော့လေ့လာနိုင်ပါတယ်မိတ်ဆွေရဲ့အောင်မြင်မှုနဲ့အဆင့်တန်းကိုစကားလုံးနဲ့တည်ပြမနေပါနဲ့ဒီ Mercedes-Benz S450 ပေါ်ကဆင်းသက်လာခြင်းကသာမိတ်ဆွေရဲ့အရှိန်အဝါကိုထင်ရနေစေမှာပါ